လုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှေ့နေဒေါ်ဤဖြူနေမဲ့ဖြစ်ပါတယ်မိကုန်းလေးတစ်ခုမေးမြန်းထားတာပါအိမ်အောင်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်တဲ့သူကိုကြတော့တရားစွဲလို့ရပြီးတော့တဲ့အမျိုးသားနဲ့ဖောက်ပြန်တဲ့လူလွတ်အမျိုးသမီးကြတော့ဘာလို့တရားစွဲလို့မရလဲဆိုတာဖြေပေးပါဆရာမနားမလည်လို့ပါဗျာတဲ့ဒီမိကုန်းလေးဖြေချပေးရမယ်ဆိုလို့ရှိရင်ဟုတ်တယ်အိမ်အောင်တဲ့ချင်းချင်းဖောက်ပြန်ကြတယ်ပေါ့နော်တရားမဝင်နေထိုင်ပေါင်းသင်းကြတယ်ဒါမျိုးဆိုလို့ရှိရင်ထက်မှန်ထိန်းများကြတယ်ဒါမျိုးဆိုရင်တက်လင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ2ယောက်လုံးကိုအရေးယူလို့ရတယ်နော်ပြီးတော့တဲ့အခါမှာအိမ်အောင်ရှိတဲ့အမျိုးသမီးနဲ့လူလွတ်လူပြိုပေါ့နော်အမျိုးသားနဲ့ဖောက်ပြန်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီလူလွတ်အမျိုးသားကဒီအမျိုးသမီးမှာအိမ်အောင်ရှိတာကိုသိပါရဲ့နဲ့ပြီးရင်လင်းယောက်ျားကသဘောမတူတာကိုသိပါရဲ့နဲ့ပေါင်းသင်းတယ်ဆိုလို့ရှိရင်ဒီမျိုးသားဖြစ်တဲ့သူလူလွတ်မျိုးသားဖြစ်တဲ့သူပေါ့နော်မယားခို့မှုနဲ့အရေးယူလို့ရတာဖြစ်ပါတယ်နော်ရာဇသတ်ကြီးပုံမှန်490ရဟုတ်ပြီဒါဆိုလို့ရှိရင်လူလွတ်အမျိုးသမီးတွေနဲ့အပြိုတွေလူလွတ်ဖြစ်တဲ့သူတွေအဲ့ဒီအမျိုးသမီးတွေနဲ့အိမ်အောင်တဲ့ယောက်ျားတွေနဲ့ဖောက်ပြန်တဲ့အခါကျတော့အရေးယူလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေအားလုံးပေါ့နော်မြန်မာနိုင်ငံမှာအတွင်းမှာနေထိုင်တဲ့သူတွေအားလုံးတခြားပြည်ပကနေပြီးတော့ဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီလာရောက်လဲပတ်ကြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီလာရောက်နေထိုင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနိုင်ငံသားတွေဆိုလို့ရှိရင်လည်းဒီမြန်မာနိုင်ငံကနေပြီးတော့ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာရတယ်ပြီးတော့တဲ့အခါမှာပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေဒါတွေကလည်းဒီမြန်မာနိုင်ငံမှာထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပဒေအားလုံးကိုလေးစားလိုက်နာရတယ်အဲ့တော့ဒီလိုမျိုးထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပဒေမှာဒီလူလွတ်အမျိုးသမီးကိုနော်အိမ်အောင်တဲ့အမျိုးသားနဲ့ဒီလိုမျိုးတရားမဝင်နေထိုင်ပေါင်းသင်းကြတယ်ဒီလိုမျိုးထပ်မံထိန်းများကြတယ်ဒါမျိုးဆိုလို့ရှိရင်ဘာလို့အရေးယူလို့မရတာလဲဆိုတော့ပြဋ္ဌာန်းထားတဲ့ဥပဒေမရှိလို့နော်ဒီလိုမျိုးလူလွတ်အမျိုးသမီးကိုအရေးယူရပါမယ်ဆိုပြီးတော့ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့သတ်မှတ်ထားတဲ့ဥပဒေမရှိတာဖြစ်တဲ့အတွက်ဒါကအရေးယူလို့မရတာဖြစ်ပါတယ်ဒီလိုမျိုးထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပဒေအားလုံးရဲ့ကြော်လွန်ပြီးတော့ပေါ့နော်ဥပဒေအားလုံးကိုကြော်လွန်ပြီးတော့ဆောင်ရွက်ခွင့်မရှိဘူးအဲ့ဒီအတွက်ဒီပြဋ္ဌာန်းသတ်မှတ်ထားတဲ့ဥပဒေရှိတယ်ဆိုလို့ရှိရင်တော့ဒီလူလွတ်အမျိုးသမီးကိုအရေးယူလို့ရမှာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်